မင်္ဂလာပါရှင်အမေရိကန်ပြည်ထောင်စုအိုကလာဟိုမာပြည်နယ်တူဆာမြို့တော်ရှိဇုံမီအမျိုးသားရုပ်မြင်သံကြားဌာနမှကြိုဆိုပါရရှင်2019ခုနှစ်ဇန်နဝါရီလ21ရက်တွင်ဒီဒေမြို့ချင်းပြည်နယ်သို့ရောက်ရှိလာသောနိုင်ငံတော်၏အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးကာလဇုံမီဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များမှနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ထံသို့ပေးအပ်သောအိတ်ဖွင့်ပေးစာအကြောင်းကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျွန်မအစီအစဉ်တင်ဆက်သူနိုးကင်ကင်ပဲဖြစ်ပါတယ်။ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်သည်ဇုံမီအမျိုးသားကွန်ဂရက်ပါတီအဖြစ်ယက်တီစင်ကာလာမှစ၍ယနေ့ထက်တိုင်ဒီမိုကရေစီထွန်းကားရေးလှုပ်ရှားမှုများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လှုပ်ဖော်ကိုင်ဖက်များအဖြစ်လက်တွဲဆောင်ရွက်ခဲ့ကြပါသည်။အချက်အတဲကာလတွင်လွှတ်တော်ကိုယ်စားလှယ်ကော်မတီဖွဲ့စည်းနိုင်ခဲ့ပြီး2015ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတွင်လည်းမဟာမိတ်လွှတ်တော်ကိုစားပြုကော်မတီတွင်ပါဝင်ခဲ့သောပူကျင်စန်ထန်ကတီးတိမ်မြို့နယ်ပြည်သူ့လွှတ်တော်တွင်ရှင်ပြိုင်ခြင်းမပြုခဲ့သည်မှာအထူးကျေးဇူးဂုဏ်ယူမိပါသည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်၏တီးတိမ်မြို့ခရီးစဉ်တွင်ကျွန်ုပ်တို့ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်မှအောက်ပါတင်ပြချက်များကိုပံ့ပိုးကူညီပေးနိုင်ပါရန်တင်ပြအပ်ပါသည်၁တွန်းဇံမြို့နယ်တီးတိမ်မြို့နယ်နှစ်ခုကိုတီးတိမ်ခရိုင်အဖြစ်တိုးမြင့်ရေးတီးတိမ်မြို့နယ်နှင့်တွန်းဇံမြို့နယ်တို့သည်ချင်းပြည်နယ်လူဦးရေ၏၄ပုံတပုံခန့်ရှိသောမြို့နယ်များဖြစ်ကြသည့်အပြင်ဖလမ်ခရိုင်တွင်နှစ်ပေါင်း60ခန့်တွဲထားလျက်ပြည်သူလူထုနှင့်ဌာနဆိုင်ရာအစိုးရရုံးများသည်မိုင်ပေါင်း150ကျော်ဝေးကွာသောခရိုင်တို့တွာလာနေရသောအခက်အခဲများကြုံတွေ့နေရပါသည်2016ခုနှစ်ဒီဇင်ဘာလပထမအပတ်တွင်ပူကျင်စန်ထန်ဒီဒေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်ပူခမ်ခန်ထန်တုံးဆောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့နှစ်ဦးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်သို့နေပြည်တော်တွင်လာရောက်တွေ့ဆုံစဉ်ဒီဒေခရိုင်အဆင့်တိုးမြင့်ပေးရေးအတွက်တင်ပြခဲ့ပြီးဖြစ်ပါသည်တို့ဖြစ်ပါ၍နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှတွန်းဆောင်မြို့နယ်နှင့်တီးတိမ်မြို့နယ်တို့အားစုပေါင်း၍တီးတိမ်ခရိုင်အဖြစ်တိုးမြင့်ပေးရေးကိုပံ့ပိုးကူညီနိုင်မည်ဟုပြည်သူလူထုကမျှော်လင့်ဆောင်ဆိုင်နေကြပါသည်နှင့်လူငယ်များလူစွမ်းအားအရင်မြင့်တင်နိုင်ရေးအတွက်များစွာလိုအပ်နေပါသဖြင့်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းလိုအပ်နေကြောင်း၃တဘာဝတစ်တော်ထိန်သိမ်းဆောင်ရှောက်ရေးနဲ့လူနေမှုအဆင့်တန်းမြင့်မားလာစေရေးအတွက်မဟာဓာတ်အားလိုင်းကို2020ခုနှစ်တွင်ပြီးစီးနိုင်ရေးကျွန်ုပ်တို့ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်တည်ပြည်ထောင်စုငြိမ်းချမ်းရေးနီလာခံ21ရာစုပင်လုံမှဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးအောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်မခွဲမခွာဆက်လက်ပူးပေါင်းဆောင်ရွက်ပါရန်တန်ဋိဌာန်ပြုတာကြောင်းကိုလည်းအတည်ပြုတင်ပြအပ်ပါသည်ထို့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်စူးစမ်းဖော်ဆောင်လက်ရှိသောအမျိုးသားပြည်လှန်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်မှတဆင့်ရရှိသဘောတူပြီးဖြစ်သောပြည်ထောင်စုသဘောတူစာချုပ်51ချက်ကိုပြည်ထောင်စုလွှတ်တော်တွင်ချပြ၍ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏သဘောတူညီမှုဖြင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသို့မဟုတ်အသည့်ရေးဆွဲရေးလမ်းကြောင်းအဟန့်အတားများကိုကျော်လွှားနိုင်လိမ့်မည်ဟုကျွန်ုပ်တို့ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်မှလေးလေးနက်နက်ခံယူထားပါသည်တို့ဖြစ်ပါ၍အားလုံးမျှော်လင့်တောင်းတနေကြသည့်ပင်လုံစိတ်ဓာတ်နှင့်ပင်လုံကတိကဝတ်တို့အပေါ်အခြေခံသောအနာဂတ်ဒီမိုကရက်တစ်ဖက်ဒရယ်အခြေခံဥပဒေတစ်တရဲ့အမြန်ဆုံးအကောင့်ထဲဖော်နိုင်ပါစေကြောင်းနှင့်ချင်းပြည်နယ်ခရီးစဉ်အောင်မြင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်လေးစားလျက်ပူကျင်စန်ထန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တီးတိမ်မြို့နယ်ပူဂင်ကမ်လျန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ချင်းပြည်နယ်အမှတ်9တီးတိမ်မြို့နယ်ပူထန်ဒိတ်ခုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တီးတိမ်မြို့နယ်အမှတ်1တီးတိမ်မြို့နယ်ပူခမ်ခန်ထန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွန်းဆောင်မြို့နယ်ပြည်ကျင်ငိုက်မန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ချင်းပြည်နယ်အမှတ်6တွန်းဆောင်မြို့နယ်တို့ဖြစ်ပါတယ်ဒီကနေ့နားဆင်ရမယ့်သတင်းကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစီရှင် ZNTV ကိုအားပေးကြည့်ရှုသောပရိသတ်အပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းစားသည့်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးအပ်ပါတယ်ရှင်